ကိုတမောအဲ့လိုလေးကြောအဲ့ကိုကကျွန်တော်ပြောပြမယ်နော်ခင်ဗျားတို့အဲ့လောက်ကောင်းတဲ့ကစားသမားနဲ့စော့ရင်အနိုင်ရရှိမှတေးကြရဲ့လားဟယ်လိုဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဒီ Ascendric ကို FIFA ဆောင်ကျန်းတဲ့လူလှုပ်ပေးပါဗျာဟုတ်ဒီမှာကိုထက်ကြီးကိုနိုင်တဲ့သူမရှိတော့ဟုတ်ကဲ့အနေနဲ့ကျန်းမရမယ်နော်ကျေးဇူးပါဟုတ်ကဲ့ဆောင်နေမယ်နော်အားလုံးပဲမင်္ဂလာပါ PS5 FIFA အရန်ကျွမ်းနေဆိုရင်ဆရာကြီးကိုကျွန်တော်ပြိုင်ပွဲလေးတစ်ခုအကြောင်းကြီးညာရရှိပါတယ်လောလောဆယ်တော့ကျွန်တော်စိန်ခေါ်တဲ့ညီလေးတစ်ကောင်နဲ့ကျွန်တော်ဆော့လိုက်အောင်မယ်ဟုတ်ကဲ့ကျွန်တော်သူ့ဘယ်လိုတိတ်လဲဆိုရင်အရင်ဆုံး6ကြည့်ပြီးတော့ဆော့မယ်နော်ဟုတ်ဖေဖေကြီးခေါ်ခြင်းနော်တဲလေးကိုအဝါလေးပြင်ပါဗီနီခုချိန်မှာတော့ဗီနီပြေးလာပြီဗီနီပြေးလာတဲ့တော့ရှောက်ယူဗီနီစီရပဲဖြစ်ပါတယ်ဝင်လာပြီဗျဟုတ်ကဲ့ထပ်ဝင်သွားပြီဗီနီပဲရတာသေးတယ်လိန်နဲ့ကမ်းမီလွတ်သွားပြီဗျဟုတ်ကဲ့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 အဲ့လိုကျွမ်းမလာခဲ့နော်ဟဲ့ဟဲ့ဘာရီရောဟာကျွန်တော်ဂိုးများသွင်းနေဆိုတော့ကျွန်တော်တကိုးသွင်းတာနဲ့ကျွန်တော်ချစ်သူတွေကအဝါတစ်ခါပေးလို့ပဲဖြစ်ပါရဲ့ခင်ဗျာနော်တဲ့နော်ဟုတ်လားအဝါလေးချက်တော့ပေးလိုက်ပါဦးကိုဖို့မလိန်တော့ရိုးရှင်းတာနဲ့ပြေးသွားတော့မယ်ဒီကောင်လေးကိုကိုတမောအဲ့လိုလေးကြောအဲ့ကိုကကျွန်တော်ပြောပြမယ်နော်ခင်ဗျားတို့အဲ့လောက်ကောင်းတဲ့ကစားသမားနဲ့စော့ရင်အနိုင်ရရှိမှတေးကြရဲ့လားအားလုံး ready ပဲစောင့်တိုင်းနေတယ်ဖေဖေကြီးကိုတဲ့ဖေဖေကြီးကိုတဲ့ဖေဖေကြီးကိုတဲ့လေးပါပြည့်ပြီလေကဲကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော် total price pool 10သိန်းတောင်ပေးမဲ့ FIFA ပြိုင်ပွဲ The Ascendric မှာကျွန်တော်ကျင်းပမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာကိုထက်ကြီးကလည်းဝင်ပြိုင်မှာဆိုတော့ကိုထက်ကြီးကိုဖြုတ်ချင်တယ်သူရှိလို့ရှိရင်ဒီပြိုင်ပွဲကိုလာခဲ့ပါပထမဆုက9သိန်းဒုတိယဆုက3သိန်းတတိယဆုက2သိန်းတောင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တတိယဆုရရင်တောင်မှအရန် fine တယ်အဲ့တော့ရန်ကင်ဘောက်ထော်ပြည်သာရလန် The Ascendric မှာဆရာကြီးပဲလာခဲ့ပေးပါဖိုင်းဆိုရင်မလာခဲ့ပါနဲ့အစအဲ့လိုပြောလို့မရဘူးဆရာကြီးလာခဲ့ပေးပါကိုထက်ကြီးကိုလာဖြုတ်ပေးပါကိုထက်ကြီးကိုယ်တိုင်လည်းဆောင်းကောင်းတဲ့ player ဆိုတော့အားလုံးနဲ့ကစားခြင်းကိုကျွန်တော်စောင့်နေပါတယ်ကိုထက်ကြီးကိုဘယ်သူတွေဖြုတ်မလဲတည်ကျင်တယ်မဖြုတ်နိုင်အောင်တော့ကိုထက်ကြီးကပြန်လဲလေတိုက်မှာပဲဖြစ်ပါတယ်ဖြုတ်ပြီးသွားရင်တော့ကျွန်တော်စိတ်ထိုက်လေတိုက်လို့ရပါတယ်ကျွန်တော်စိတ်မဆိုးတော့ပါဘူးဒီ FIFA ပြိုင်ပွဲကဇူလိုင်လ4ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်ပြီးတော့Model Combat မှာအရန်ကျန်းတဲ့လူတွေရှိလို့ရှင်လည်းလာပြိုင်လို့ရပါတယ်ထူတာရိုက်တာတွေနှက်တာတွေဝါသနာပါတဲ့ညီကိုတို့အတွက်လည်း Model Combat ပြိုင်ပွဲလုပ်ပေးထားပါတယ် Model Combat ပြိုင်ပွဲကလည်း price pool 10သိန်းပထမဆု5သိန်းဒုတိယဆု3သိန်းတတိယဆု2သိန်းပေးမှာဖြစ်ပါတယ်အဲ့တော့ထူတာနှက်တာတွေဝါသနာပါတဲ့လူတွေက Model Combat ဆော့ပါကိုထက်ကြီးကတော့ FIFA ပဲဆော့မယ်ကိုထက်ကြီး FIFA ကတော့တကယ်ကျန်းပါတယ်အဲ့တော့စားရှိမှလာနော်ကျွန်တော်ရဲ့အကျွမ်းဆုံးထဲမှာ FIFA လည်းပါတယ် FIFA ပြိုင်ပွဲကဇူလိုင်လ4ရက်နေ့ဖြစ်ပါတယ် Model Combat ပြိုင်ပွဲကဇူလိုင်လ5ရက်နေ့ဖြစ်ပါတယ်အားလုံးလည်းလာကြဖို့ကျွန်တော်တို့ဆော့ကြဖို့တော့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကိုထက်ကြီးဆရာတင်တာခံကျင်နေဆိုရင်တော့လာဆော့ဖို့မလွယ်ပါဘူးအဲ့လိုကြီးမလွယ်ပါဘူးကျွန်တော်နိုင်မှာဟုတ်အဲ့ကျွန်တော်ဒီနေ့ပြောချင်တာအဲ့လောက်ပါပဲအခုတော့ကျွန်တော်ကောင်းပါလေးနဲ့ကျွန်တော်ဒီဆိုင်ရဲ့အပေါ်တက်မှာဒီ Ascendric Cave ဆိုင်လေးရှိတယ် coffee ဆိုင်လေးရှိတယ်အဲ့မှာကျွန်တော်ကောင်းပါလေးနဲ့သွားကြည့်နူးလိုက်အောင်မယ်ပူမိုက်တဲ့တစ်ချက်ကခုနက game song နေရာဒီအပေါ်တက်မှာဒီ Ascendric Cave ဆိုတာရှိရဗျာ game ပြိုင်ပွဲရှိတဲ့နေ့ဇူလိုင်လ4ရက်နေ့နဲ့5ရက်နေ့မှာ Shatter ရန်ကုန်ကနေ coffee party လုပ်ပြီး DJ လာဖွင့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီအပေါ်မှာ AC music လေးခံစားပြီးချေးလို့ရမှာဖြစ်ပါတယ်ချစ်သူမင်းလာမှာလားအဲ့တော့နောက်ဆုံးရက်နေ့မှာအလန်းစားရေးလာပြီး Square Lake Pirate တို့ Babylon The Band တို့ Stone Cold ဆိုပါရောဖြောပြမှုတွေကိုဒီဆိုင်မှာပဲမြင်တွေ့ရမှာဖြစ်ပါတယ်။ authentic ဖြစ်တဲ့ aesthetic ဖြစ်တဲ့ဒီ Ascendric ကိုလာဖို့အတွက်ကြီးညာခြင်းပါတယ်ကျွန်တော်ပြိုင်ပွဲနေ့ကြမှာပဲ recap လေးနဲ့ကျွန်တော်ပြန်လာခဲ့မယ်။စောင့်ကြည့်ပေးကြပါအောင်အရန်မိုက်တယ်နော်လာခဲ့ဒါပဲ။